အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ဗောနော်ကျွန်တော်ချင်းမိုင်ရောက်နေတော့ရာသီဥတုလေးရလည်းနည်းနည်းအေးနေရတယ်ဗောနော်အီဆန်ဟော့ပေါ့စားကျင်နေရလဲစိုင်လေးတစ်ဆိုင်ရှာပြီးတော့အခုအဆိုင်လေးပါသွားစားမှာဖြစ်ပါတယ်ကျွန်တော်တို့ဘန်ကောက်မှာတော့အီဆန်ဟော့ပေါ့ကတစ်ခါစားဘူးလိုက်တယ်ဗောနော်အခုကချင်းမိုင်ရောက်တော့အီဆန်ဟော့ပေါ့စစ်စစ်လေးကိုသွားစားကြည့်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်လိုက်ခဲ့ကြပါဦးဒီဆိုင်လေးကလာစားတဲ့လူကလည်းအရန်များပါတယ်local တွေလည်းအရန်များတယ် foreigner တွေလည်းအရန်များတော့ကျွန်တော်တို့သွားစားတဲ့အချိန်မှာခုံနေတော့မရဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ခဏလေးစောက်ပြီးတော့မှခုံလေးတော့ရပါတယ်ဒါပေမဲ့သူတို့ကိုစောက်ရတဲ့အချိန်ကလည်းအရင်တော့မကြပါဘူးစောက်ကလည်း9မိနစ်7မိနစ်လောက်ဆိုရင်တော့ခုံရပါတယ်ဒီဆိုင်မှာမြန်မာဝန်ထမ်းတချို့လည်းရှိရမို့လို့မြန်မာလိုလည်းပြောပြီးတော့ပေါ့နော်ကိုမသိရဟာလေးဆိုရင်မှားလို့ရပါတယ်ကျွန်တော်တို့မှတ်ထားတာတွေမရသေးခင်မှာအရင်ချပေးထားတဲ့ဟော့ပေါ့အရေးပဲဖြစ်ပါတယ်အချင်းဆိုလို့ရှိရင်လည်း2မျိုးရှိပါတယ်ဈေးနှုန်းတွေကလည်း9ဘက်ကနေစပြီးတော့29ဘက်အထိရှိပါတယ်။ရာနဲ့အေးတွေကလည်းအမျိုးသားစုံစုံလေးနဲ့ရှိပါတယ်။ဒီဆိုင်လေးရဲ့နာမည်ကတော့မူရင်ဂျင်ဂျန်လို့ခေါ်ပါတယ်။ဒီဆိုင်လေးကမာယာ shopping mall နဲ့တိတ်မဝေးဘူးပေါ့နော်။မာယာ shopping mall ကနေဆိုလို့ရှိရင်9မိနစ်လောက်ပဲမောင်းရပါတယ်။ဆိုင်ဖွင့်ချိန်လေးကတော့ညနေ9နာရီရနေပြီးတော့မနက်3နာရီထိဖွင့်ပါတယ်။ကျွန်တော်တို့ကတော့စားကျင်တာလေးတွေကိုအဆုံးမှာထားပါတယ်။ဒီလိုမျိုးတစ်ပွဲကိုမှ19ဘတ်ပဲပေးရပါတယ်။မှားထားတာတွေလည်းစုံသွားပြီဆိုတော့ကျွန်တော်တို့စပြီးစားလိုက်ကြမယ်နော်။ကျွန်တော်ကတော့ဝတ်သုံးထက်တောင်ဂုတ်တောင်မှားထားပါတယ်။ဟောပွဲရဲ့အရေးချိုချိုလေးနဲ့ဒီဝတ်တောင်ကိုပြုတ်လိုက်ပြီးတော့ဗောနော်ထွက်လာတဲ့အရေးနဲ့ပေါင်းပြီးတော့တောက်လိုက်ရတဲ့အရေးအရသာလေးကဘလိုမျိုးလေးလည်းမသိဘူးပေါ့နော်အရန်ဟိုမှာချိုးပြီးတော့တော်တော်လေးကိုလည်းတောက်လို့ကောင်းပါတယ်ကျွန်တော်ပုံမှန်ဟုတ်ပေါ့စားလို့ရှိရင်ဒီအရေးကတောက်လေးတောက်တာသိမ့်မရှိဘူးပေါ့နော်ကျွန်တော်ကတော့တောက်တဲ့အရေးက2မျိုးပဲရှိတယ်ဒီအီဆန်ဟုတ်ပေါ့ရေးပြီးတော့ကျွန်တော်ဒီချက်ချော်မှာသွားစားတဲ့ချိန်ကျရင်အရေးပေါ့နော်အဲ့အရေးကိုကျွန်တော်အရန်ကြိုက်လို့ဒီအရေးနှစ်ခုတော့ကျွန်တော်အမြဲတမ်းတောက်ဖြစ်တယ်ပေါ့နော်ဒီမှာကဝါသားမစားရတဲ့သူတွေအတွက်ကလည်းအဆင်ပြေလို့တော့ပြောလို့ရပါတယ်စီဖူးတွေဆိုလို့ရှိရင်လည်းတော်တော်စုံစုံလေးရှိရလည်းတွေ့ရတယ်အဲ့တော့ဝါသားမစားချင်တဲ့သူတွေကလည်းစီဖူးတွေဒီအသီးရွက်တွေနဲ့ပြီးတော့ကျွန်တော်အကင်ချောင်းလေးတွေမှာပြီးတော့စားလို့ရပါတယ်ပစုံတွေကလည်းအရန်အကြီးမဟုတ်ပေမဲ့ပုံမှန် site ပေါ့နော်သူ့စီနဲ့သူ့ပစုံကတော့တန်တယ်လို့တော့ပြောလို့ရပါတယ်ဒီဆိုင်လေးကတော့ကျွန်တော်နောက်ထပ်တစ်ခေါက်ချင်းမိုင်ထရောက်လို့ရှိရင်ထပ်သွားစားကြီးဖြစ်မဲ့ဆိုင်လေးပါလေပါပါတယ်ချင်းမိုင်ရဲ့အေးနေတဲ့ရာသီဥတုလေးမှာဒီလိုမျိုးအီဆန်ဟော့ပေါ့ပူပူလေးစားလိုက်ရတဲ့အရာသာကတော့လုံးဝ perfect ပဲလို့ပြောရမှာပါကတော့ပထမတူပြီးသွားတော့နောက်ထပ်တူပေါ့နော်ဒီအီဆန်ဟုတ်ပေါ့ကကြတော့စားရင်စားတဲ့လောက်ဝင်နေပေါ့နော်ဘာလို့လဲဆိုတော့သူကအိုးလေးကလည်းနည်းနည်းသေးတယ်ပြီးတော့အစားဗလာလေးကလည်းပေါ့နော်ဟိုထည့်လို့ရှိရင်နည်းနည်းပဲထည့်ရဆိုတခါစားလိုက်ပြီးခဏစောက်လိုက်တခါပြုတ်လိုက်နေဆိုတော့ဟိုစားရင်စားနိုင်တဲ့လောက်ဝင်နေပေါ့နော်ကဲကျွန်တော်ကိုမြင်ကြသေးရဲ့လားအနောက်ဒီပဲကြည့်မနေဘူးနော်ကျွန်တော်တို့ကအေးတောင်းမလို့ဆိုပြီးသူတို့ခွက်တောင်းလိုက်တာပေါ့နော်ခွက်တောင်းလိုက်တဲ့အချိန်မှာကျွန်တော်တို့လာပြီးခဲ့တဲ့ခွက်ကဒီဖလားခွက်လေးဖြစ်နေတာပေါ့နော်ကျွန်တော်တို့အေးတောက်ဖို့ခွက်လားစွန်းတော့ကဖို့ခွက်လားတော့မသိခွဲဘူးပေါ့စားလို့ကလည်းကကောင်းနေဆိုတော့ကျွန်တော်တို့မှိုင်းနဲ့ပကံတွေကလည်းဇပွဲပေါ်မှာအထက်လိုက်တွေဖြစ်သွားပါတယ်ကျွန်တော်တို့2ယောက်တော်တော်များများစားလိုက်တာတော့မှာပေါ့နော်အားလုံးပေါင်းမှ300ကျော်လေးပဲကြာတယ်ဗျ2ယောက်စာအတွက်300ကျော်လေးဆိုတာကတော့တော်တော်တန်တယ်လို့တော့ပြောလို့ရတယ်ပေါ့နော်ဒါတော့မှကျွန်တော်တို့အေး2 plane လဲပါတယ်ရေခဲတကြားလဲယူရတယ်ပေါ့နော်အဲ့ဒါမှ300ကျော်ဆိုတော့ဈေးရောက်တန်ပါတယ်ကျွန်တော်တို့စားကျင်တာလေးစားပြီးသွားပြီဆိုတော့ပြန်มาတော့မယ်ဒီဆိုင်လေးကပေါ့နော်ကျွန်တော်နောက်တစ်ခေါက်ထပ်စားဖြစ်မဲ့ဆိုင်ထဲမှာတော့ပါပါတယ်ပရိသတ်ကြီးလည်းချင်းမှန်ရောက်လို့ရှင်ဒီဆိုင်လေးကိုစားကြည့်ပါလို့ကျွန်တော်ကပြောချင်ပါတယ်အဆုံးလေးကြည့်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ